Hello အားလုံးပဲမင်္ဂလာပါရှင်အခြေခံစာပြီးတင်ပေးပါဆိုလို့လေဒါကဖြူလေးတည်တဲ့လောက်တစ်ချောင်းလို့လေးကိုအခြေခံစာပြီးတင်ပေးမှာပေါ့နော်တစ်ချောင်းလို့မှာအခြေခံဆိုရင်ဖွန်မီပါဖွန်မီစာထိုးရမယ်ဆိုရင်ဖြူလေးတို့ခြေကင်နေရတော့ဖြူလေးကဒီလိုကင်တာပါလက်မနဲ့လက်ခက်လေးပေါ့နော်ပြီးရင်လက်ညှိုးဝလို့တလို့ထိန်လို့ရအောင်လို့ပြီးရင်ဒီလိုလက်သန်းမှာနှစ်ပတ်တယ်ပေါ့နော်ပြီးရင်ပထမဆုံးကိုသုံးမဲ့ချီနဲ့လိုက်မဲ့အစိုက်ကိုရွေးရပါမယ်လိုက်မဲ့ဆိုတာတင့်တော်တဲ့အစိုက်ပေါ့နော်ဥမာကယ်ရီကိုကဘီဂနာဖြစ်ပြီးတော့ဘယ်ချီနဲ့ဘယ်အနက်ထိုးရမှမသိဘူးဆိုရင်ချီရောက်တဲ့လူတွေကိုအနည်းဆုံးမေးလို့ရပါတယ်ဥမာဖြူလေးဆိုရင်ဒီက Miffy 5 line ပေါ့နော် Miffy 100% ကတော့5 line နဲ့ထိုးမယ်ဆိုရင်ဖြူလေး2ကနေအစိုက်2နဲ့လည်းထိုးလို့ရတယ်လို့အစိုက်2လောက်ကနေစထိုးရပေါ့နော်2.5ဒါထိုးလို့ရတဲ့ဟာလေးပြောပြရနော်အကယ်၍ကိုကတခြားကြီးရဲ့ဟာလေးနဲ့ထိုးလို့လည်းရရဲ့အရင်ဟိုကျဲထိုးကျင်တဲ့ project တွေဆိုရင်3.5 အထိထိုးလို့ရပါတယ်3.5 နဲ့ထိုးလို့ရပါတယ်3.5 အထိသုံးတယ်ပေါ့နော်ဂျားရဲ့ site တွေလည်းသုံးလို့ရတယ်ဆိုတော့အပြမ်းများဆိုရင်ဒီ5 line ဆိုရင်အဲ့နံပါတ်2ကနေ3.5 အထိအဲ့အတွင်းမှာသုံးလို့ရတယ်ပေါ့နော်ကိုကကြစ်လေးလို့ချင်းเนาะ2နဲ့စသုံးပါအနေတော်လေးပဲဆိုရင်တော့ဒါဖြူလေးပုံမှန်သုံးနေကြ site လေးပါဖြူလေးကဒီချီဆိုရင်5 line ဆိုရင်ဒီ 2.2 လေးနဲ့သုံးပါတယ်ဖြူလေးကဥမာ2တို့ 2.5 တို့ထက်ဆိုင်ဂျား size ဖြစ်တဲ့ 2.2 ကိုပို့ကြိုက်ပါတယ်ဒါကတော့ကိုကြိုက်ရပါတော့ဒါတယောက်နဲ့မတူဆိုတော့ဒါအဖြူလေးဖွန်မီလေးစတင်ပေးပါနော်ဖွန်မီကရှီကိုတပတ်လှည့်ပြီးတော့အရင်ဆုံးအထုံးလေးဖြစ်အောင်ရင်လှုပ်လိုက်တာပါပဲဒီလိုမျိုးလေးအထုံးလေးဖြစ်သွားပြီအဲ့ဆိုရင်ဖြူလေးတို့ဒီအထုံးလေးကနေကင်ပြီးတော့စားထိုးမယ်နော်ခြီကိုအဲ့နဲ့တရစ်တင်လိုက်တယ်ပြီးရင်ဆွဲထုတ်တယ်တရစ်တင်နဲ့ဆွဲထုတ်တယ်တရစ်တင်လိုက်တယ်ဆွဲထုတ်တယ်ဒါဖွန်မီလေးပါဖွန်မီထိုးတယ်ဆိုတာလွယ်လေးပါပဲเนาะဖြူလေးတို့အတွက်လွယ်ရဲဆိုပေမဲ့ beginner တွေအတွက်ကတော့အဆိုင်နဲ့ဒီလိုမျိုးဘယ်လိုပြောရမလဲဖွန်မီတွေအသေးအကြီးအဲ့လိုမျိုးအကျဲအစိတ်ပေါ့เนาะအဲ့လိုမျိုးတွေမှာခတ်တတ်ပါတယ်ဒီလိုမျိုးညီလေးရဖို့ဆိုတာပုံမှန်ဆိုရင်ပုံမှန်ထိုးနေကြလူတွေကတော့လွယ်ပေမဲ့စထိုးတဲ့လူတွေကနည်းနည်းခက်ခဲတယ်ပေါ့နော်ပြီးတော့ဖြူလေးတို့ကဒီလိုလက်ကိုကစားပြီးထိုးပေမဲ့လက်စထိုးတဲ့လူတွေအတွက်ကတော့လက်ကတုံးတောင်ကြီးဖြစ်နေတာတို့အဲ့လိုမျိုးတွေလည်းများတယ်ပေါ့နော်အဲ့တော့အကြံပေးချင်တာအစထိုးမယ်ဆိုရင်အဆိုင်အကြီးဆုံးကိုသုံးလိုက်ပါအဆိုင်အကြီးဆုံးကိုသုံးပြီးတော့အကိုအဝေးကြီးမဆွဲဘူးအကိုဒီလိုနီးလေးပဲဆွဲနီးလေးပဲဒီလိုတစ်ပတ်တင်စားလောက်ပဲနီးလေးပဲဆွဲပြီးတော့ဒီလိုအဝေးကြီးကိုမထိုးထည့်လိုက်နဲ့အဝေးထိုးထည့်လိုက်လို့ရှိရင်နည်းနည်းညီဖို့အတွက်နည်းနည်းပိုခဲရင်းနဲ့ပေါ့နော်အတက်နိုင်ဆုံးအကိုနီးလေးပဲဒီလိုနီးလေးပဲထိုးပေါ့နော်အကိုဒီလိုတဝက်လောက်ပဲဒီအချောင်းလေးထွက်နေတဲ့အချောင်းလေးရဲ့တဝက်လောက်ထိပဲသွားပြီးတော့အဲ့လိုဆွဲတာကနည်းနည်းပိုးပြီးမြန်လေးညီဖို့အလားလာပိုးရှိရပေါ့နော်ဖြူလေးတင်ပေးရတဲ့လောက်ဆိုရင်ဟိုခလေးတွေအဲ့လိုမျိုးနည်းနည်းဖြစ်တဲ့တင်ရခတ်တဲ့ခလေးတွေကိုတင်တဲ့အခါမှာလဲဒီနီးကနည်းနည်းပို့ပြီးတော့လွယ်ကူစေတယ်ပေါ့နော်အဲ့တော့အကြံပေးချင်တာ site ဒီချီနဲ့ဥမာဒီချီနဲ့ဆိုရင်တော့ site က 3.5 ကအကြီးဆုံးသုံးလို့ရတယ်ဆိုတော့3.5 နဲ့ထိုးပြီးတော့ကျင်းလိုက်ပါပေါ့နော်အကယ်၍တခြားအလိုမစ်ကော်တော်နေပါတယ်ကိုနီးစက်ရမှာဝယ်လို့ရတဲ့ချီလေးနဲ့သုံးမယ်ဆိုရင်တော့ချီဝယ်တဲ့ဆိုင်ကိုအနည်းဆုံးမေးလို့ရပါတယ်ချီဝယ်တဲ့ဆိုင်ဥမာဒီချီဆိုရင်ဘာ site သုံးရမလဲအဲ့လိုမေးပြီးတော့ကိုsite ကိုဘယ်လိုပြောမလဲအကိုလည်း brand စမဝယ်ပဲနဲ့လေပုံမှန်အဲ့လိုဆီလီကွန်တို့ရိုးအလေးတွေပဲဝယ်ပြီးတော့စမ်းကြည့်ပါကိုအကယ်၍ကိုကြိုက်တဲ့နံပါတ်လေးအတီတကြားရလာပြီဆိုမှbrand အဝယ်လဲနောက်မကြဘူးပေါ့နော်ဆက်ချင်း brand အတွေကတော့အမှန်တိုင်းပြောရင်အားသာချက်ကတော့ထိုးလို့ပိုကောင်းတာပါပဲဖြူလေးဆိုလေစထိုးချင်းအဲ့ t-shirt ချီတွေထိုးပြတော့ဖြူလေးကဒီအက်ကိုလေအဲ့တော့က1000ကျော်ပဲရှိရပါအဲ့ဒါတော့မှ1000ကျော်ပဲဆိုပြီးမဝယ်ပဲနေလိုက်တာပေါ့နော်မဝယ်ပဲနဲ့ဟိုဟာလေးတွေကဟိုအက်လေးတွေက1000ဝန်းကျင်ပဲဆိုတော့အားလေးနဲ့ပဲထိုးနေလေလက်တင်နာတာဆိုတော့နောက်ဆုံးလေဒီအက်လဲဝယ်လိုက်ကိုဘလောက်တောင်နောင်နာရလဲဆိုတော့ပြောပြတော့အမှန်တော့အဲ့တုံးက
အော်ရာတွေအများကြီးထိုးရတယ်ထိုးရပြီးတော့လေလက်တွေအသားကုန်းနာနေတဲ့အချိန်မှာလေဒီအက်လည်းရလာအောင်လေလုံးဝမတူကန်ရတဲ့ဟိုကအရန်กว่าတယ်ဒီလားအက်ကြီးကတော်တော်လေးကိုกว่าတယ်ဒါကဒီအက်ကိုဝယ်လိုက်တာတော်တော်နောက်ကျတယ်ပေါ့နော်ပြောရမယ်ဆိုအသားကုန်းထိုးပြီး t-shirt ချီတောင်းကန်နေကြမှာငါဝယ်လိုက်ပါမယ်လေဆိုပြီးဝယ်မိသွားတဲ့အဖြစ်အမှန်ဆိုရင်စောစီးဝယ်လိုက်ရင်တော်တော်လက်သက်တာဟိုအက်တွေရဲ့အလေးချိန်နဲ့ဒီအက်ကတော်တော်ကွာတယ်ကွာပြီးတော့လက်မနာတာအဓိကလက်လုံးဝမနာဟိုဆီလီကွန်ဆွတ်ထားတာချင်းတူပေမဲ့သူ့ဆီလီကွန်လက်မနာနေတာမျိုးအဲ့လိုမျိုးပြီးတော့ဖြူလေးကဒီကျူလစ်ကြိုက်ပါတယ်ကျူလစ်ကြိုက်တယ်ဆိုအဲ့ထဲမှာတော့ဒီကောင်ကိုကြိုက်တယ်ကျူလစ်ဒီအလေးကဖြူလေးပထမဆုံး brand အစဝယ်ဖြစ်တဲ့အလေးပေါ့နော်ဒီကလေး rose လေးကသူကအများကြီးထွက်ပေမဲ့ပေါ့ဒါပေမဲ့ကိုကစချင်းဆိုရင်ရိုးအဲ့လိုဆီလီကွန်ရိုးအပ်ပဲဝယ်ပေါ့နော်ဝယ်ပြီးတော့ဒီလိုမျိုးကျင့်ကြည့်ပြီးတော့ကိုနဲ့ကိုက်ညီတဲ့ကိုအသုံးများတဲ့အ site ကိုဝယ်တာကောင်းပါတယ်ဟိုအက်က site တွေကလေတကယ်တော့အယူအဆမှာတော့ခုကကြတော့နံပါတ်တွေစုံညံတာ site အစုံရကြတာစထိုးတဲ့လူတွေကလေတကယ်တော့မလို့ဘူး site အစုံရစရာမလို့ဘူးကိုထိုးလို့ကောင်းတဲ့နံပါတ်ကိုပဲရွေးဝယ်ရမှာဥမာ senior တွေက recommend ပေးတဲ့ site တွေရှိရဲအဲ့လိုမျိုးလေးတွေသုံးကြည့်ပေါ့နော်ဒါဖြူလေးကပြီးတော့ brand ဆိုပေမဲ့အရင်ကြီးအဲ့လို tulip တွေဘာတွေမဟုတ်ဘဲသုံးလို့ကောင်းတယ်ဥမာ SKC လို့ပါလို့ဆိုရှိပါတယ်အဲ့လိုမျိုးတွေဆိုရင်ဈေးလည်းတိတ်မကြီးဘူးပေါ့နော်ဒါပေမဲ့ကိုင်းရလည်းတတ်တာတယ်အဲ့လိုမျိုးတော်တော်များများကြိုက်ကြတာပေါ့နော်အဲ့လိုအလေးတွေလည်းအဲ့လိုအလေးဆိုဈေးကအရင်မကွာဘူးဆိုတော့တခါတည်းအဲ့လိုအဝယ်လည်းရတယ်နော်အဲ့ဒါဆိုရင်တော့ဆီလီကွန်ဒီလိုတွေကျွတ်ထွက်တဲ့ဒုက္ခတို့ဘာတို့ကနည်းနည်းဝေးတာပေါ့နော်ဟိုပုံမှန်ဆီလီကွန်အက်တွေကတော့ဒီလိုမျိုးကျွတ်ထွက်တာတွေအကြုံရတာများတယ်ဒီကျူလစ်တွေဆိုရင်တော့ရုံမကြုံဘူးအဲ့ SKC လည်းတော်တော်လေးအသုံးများတယ်တော်တော်လေးသုံးလို့ကောင်းတယ်လို့ပြောတယ်ဖြူလေးကလေဒီအကောင့် site လေးနည်းနည်းလေးရှည်နေတာကိုမသုံးတတ်ဘူးဖြစ်နေတာအဲ့ဒါကြောင့် SKC ကိုအမှန်တိုင်းပြောရင်တိတ်မကြိုက်တာဒါပေမဲ့လေဂျပန်တရုတ်အထဲမှာလေအဲ့လိုဈေးနည်းနည်းတက်တာရဲ့ထဲမှာတော်တော်လေးကောင်းတဲ့အလေးရှိတယ်ဒီလိုဆိုအဲ့အလေးတော်တော်ကြိုက်တာအဲ့ဒါဒီ brand မဟုတ်ရင်တော့မှအဲ့လိုအလေးတွေက1000ကျော်ပဲရှိတာ1000ကျော်2000ပေါ့နော်အရင်တော့အဲ့လောက်ပဲရှိတာဆိုတော့အခုလည်းအရင်တော့ကွာမယ်တော့မထင်ဘူးအလုံးစုံရှိ9000အောက်လောက်ပဲရှိမယ်လို့ထင်တယ်အဲ့ဒီလေအကိုဟိုစီလီကွန်အစွတ်နဲ့ရွှေခေါင်းအလေးရှိရရွှေခေါင်းလေးနဲ့အဲ့လိုအလေးတွေကတော်တော်သုံးလို့ကောင်းတယ်ဟိုအဲ့နာမအသေးထဲမှာပြောနော်အကြီးထဲမှာတော့ဒီလည်းမသိဘူးဒီလည်းအမှန်တိုင်းပြောရရင်အိတ်ထိုးတဲ့သမားမဟုတ်တော့အဆိုင်အရန်ကြီးတာတွေတိတ်မသုံးလေးမရှိဘူးအဲ့4 5တွေတိတ်မသုံးဘူးတိတ်မသုံးဘူးတာထက်ဟိုအသုံးမများဘူးပေါ့နော်ရှိတော့ရှိပေမဲ့အဲ့အိတ်ထဲမှာဒီတိုင်းလေးအဲ့ဒီထဲမှာဒီတိုင်းလေးအနားယူနေရတာများတယ်အဲ့အတည်းကြာတော့ဒီလိုမျိုး4တွေပါတယ်ဆိုရင်မသုံးပြတာများလို့ပါအဲ့ဒါဟိုကိုနဲ့ကိုက်ညီမဲ့အလေးကိုနောက်မှတဖြည်းဖြည်းချင်းချလို့လည်းရပါတယ်ပြီးခင်တာဆိုတော့လေအရင်အလောတကြီးမဟုတ်ပဲလိုက်ဖို့ပြောချင်တာပါဟိုအပိုးကောင်မှဆိုလို့ဒီလိုမျိုးဆိုရင်တော့ညီွားလိုက်မယ်နော်ဟိုမှာ 3.5 နဲ့စထိုးရဲဆိုလို့ရှိရင်အကိုဟိုးအဆုံးထိမထိုးလိုက်ဖက်နဲ့ဒီလိုအဆုံးထိမဆွဲပဲနဲ့ဒီလိုတဝက်လောက်ပဲကျိုးတင်ရင်ဒီတဝက်လောက်နဲ့ရအောင်တင်အဲ့လိုမျိုးထိန်းနဲ့လေလက်ကနည်းနည်းအဲ့ဒါဆိုရင်ပိုညီတာပေါ့နော်ဥမာဒီလိုကြီးထိုးလိုက်တော့ခွင်းကကျဲသွားတယ်ဟောဒီလိုလေးပဲဆိုရင်ခွင်းကကျင်းသွားပြန်အဲ့လိုမျိုးတွေမညီတာဆိုတော့အဲ့ဒါမျိုးပြောတာပေါ့နော်ဒီတခွင်းကကျဲအဲ့လိုမျိုးတွေဖြစ်တတ်တယ်အဲ့တော့ကိုကခံမှန်းကြည့်အလွယ်ဆုံးနည်းလမ်းတော့ဒီလိုတဝက်လောက်ပဲအကိုတဝက်လောက်ပဲသုံးပါအကိုအဆုံးထိမထိုးထဲမိဘူးပေါ့နော်ဟိုအရန်ကြစ်ပြန်တော့လဲမကောင်းတကယ်ပြောရရင်အရန်ကြစ်လို့လည်းမကောင်းဘူးဟိုကျဲလို့လည်းမကောင်းဘူးနဲ့အနေတော့ကအကောင်းဆုံးပဲဒီဖုံးပြီးထိုးတာလေဒါကbeginner စပြီးတော့အခြေခံနေသင်ပေးပါဆိုတဲ့လူတွေကဒီဖုံးပြီးထိုးတာကိုစကြင်ထားပါဘယ်လောက်ကျင့်ရမလဲဆိုရင်ကျင့်ရင်တော့လောက်ကျင့်ဥမာချီအသေးအလုံးသေးလေးတွေကုန်တဲ့အထိတစ်ခါတည်းထိုးလိုက်လို့ရတယ်ပေါ့နော်ဖုံးပြီးကလွယ်ပါတယ်အဆုံးသက်ချင်ရင်အဆုံးသက်မယ်ဆိုရင်ဖြတ်ပြီးရင်ဒီကျိုးကိုဆွဲထုတ်လိုက်ရင်ဒါအဆုံးသက်တာပဲနော်အကယ်၍ဖုံးပြီးကိုပြန်ဖြတ်ချင်တယ်ကိုကပြန်ဖြတ်ချင်တယ်ဆိုရင်ဖုံးပြီးကိုဒီဟာထိုးထားမလားဘူးကွာပြန်ဖြတ်ပြီးပြန်ထိုးအောင်ပါအဲ့လိုမျိုးကျင့်ကျင်တဲ့လူတွေကလေဒီ
ဒီတိုင်းဖြတ်လိုက်ဖြတ်ပြီးလို့ရှင်ဒီမဖြတ်လဲရတယ်ဆွဲထုတ်လိုက်အောင်ပဲကိုထိုးနေတဲ့နေရာနဲ့ဆွဲထုတ်လိုက်အောင်ပဲဘုံကြီးဖြတ်တာလွယ်ဆုံးမဟုတ်လို့လေခြီတော့နည်းနည်းတွန်သွားလိုက်မယ်ဒါပေမဲ့ဗမာခြီကြတော့တိတ်ပြီးတော့အရင်တွန်သွားတာတို့အဲ့လိုမျိုးပြတ်သွားတာတို့ဟိုအမွှေးထားတာတို့အဲ့လိုမျိုးတိတ်မရှိဘူးပေါ့နော်မိကော်တို့ဆိုတော့အရင်ခောက်ဆွဲကြောက်လိုမျိုးဖြစ်သွားမှာခောက်ဆွဲကြောက်လိုဖြစ်ပြီးတော့နည်းနည်းအသီးထားတာတွေအမွှေးထားတာတော့ရှိရပေါ့နော်ဒါကတော့ဒီလေးကဒါအခြေခံအကြဆုံးနည်းလေးကိုသင်ပေးတာပါနော်ဒီဟာကပထမဆုံးအထုံးလေးကဒီလိုထုံးတယ်ပြီးရင်အပ်ထည့်ပြီးတော့ဒီလိုတစ်ခါဆွဲလိုက်တာ ਨੇ အထုံးဖြစ်သွားပါပြီနော်ဒါပထမဆုံးလူတွေခတ်တာအဲ့ထုံးစထုံးမို့ခတ်ကြတာပြီးရင်ကကြိုးလေးတင်ပြီးဆွဲထည့်လိုက်ရုံပဲဆိုတော့ဒါဟိုလောက်တက်ကြတာအများပါတယ်ဒါကကြတော့ဟိုခွင်းလေးတွေအချင်းအကျယ်မညီတာပဲရှိတာလေအဲဒါကြောင့်ဒါလေးကိုစူးစမ်းကြည့်ပါနော်နောက်နေ့ကျရင်တိုင်တိုတင်ပေးမယ်နောက်နေ့ကျရင်တိုင်တိုတင်မယ်တိုင်တိုပြီးရင်တိုင်လက်တိုင်ရှိအနည်းဆုံးတော့ဟိုအသုံးများတဲ့ဟာလေးတွေကိုအရင်ပေါ့နော်အခြေခံကတော့အဲ့ဒါပဲဆိုတော့ဒါလေးတင်ပေးမယ်နော်လောလောဆယ်ဒီဖုန်းကြီးလေးထိုးထားကြည့်ပါ